Manchester United ပြည်သက်ပြအားလုံးပဲမင်္ဂလာပါဆိုတော့ဒီတစ်ပတ်ကန်ခဲ့တဲ့ကျွန်တော်တို့ Premier League ပွဲစဉ်စနစ်အနေနဲ့အင်ကွင်းမှာလက်ခံကစားတဲ့ Everton အသင်းကိုဒါ0-1နဲ့ကတ်ရှုံးတော့တယ်ပေါ့ဗျာဒီပွဲမှာပြောစရာတွေကတော့အများကြီးပဲပေါ့လေစိတ်ပြတ်ဖို့လည်းတော်တော်လေးကောင်းပါတယ်ကျွန်တော်တို့အေးပြတ်ခံပြီးတော့ထားကြည့်ရတဲ့ပြည်သက်တွေအတွက်အဲ့တော့ကျွန်တော်တို့ပထမဆုံးအနေနဲ့ကျွန်တော်တို့ဒါ Everton အသင်းကသူ့ချင်းချင်းရန်ဖြစ်ကြတယ်ပေါ့ဗျာသူ့ချင်းချင်းရန်ဖြစ်တယ်ဆိုတာဂါနာဂူးရဲကသွားပြီးတော့ဂါနာဂူးရဲကဒါကွင်းလေကစားသမားဂါနာဂူးရဲကဟိုနောက်တန်းကဒါမိုက်ကယ်ကိုနေကိုနောက်တန်းကမိုက်ကယ်ကိုနေကိုသွားပြီးတော့လက်တီးနဲ့သွားထိုးတယ်နော်လက်တီးနဲ့သွားထိုးတော့ပါရိုက်တာသူတို့နှစ်ယောက်ကဒါဘရိုင်ယန်အမူဘူကိုဖျက်ထုတ်ရင်းနဲ့အဲ့ဒီမှာပြဿနာတက်တာပေါ့နော်ဘရိုင်ယန်အမူဘူဆွဲပြေးလာတဲ့ဘောလုံးကိုဖျက်ထုတ်ရင်းနဲ့ဒါသူတို့နှစ်ယောက်ကပြဿနာကြီးတက်ကြတာအဲ့မှာဟိုကွင်းလေကစားသမားကသူကိုယ်တိုင်လိုက်ပြီးတော့ဆင်းတော့သူ့ရဲ့ marking လွတ်သွားတယ်ဆိုပြီးတော့ဒါအပြစ်ပြောတဲ့နေမှာပေါ့လေအဲ့ကြားထဲမှာကျွန်တော်တို့ချုပ်ချက်ခတ်နေတဲ့အနေထားမှာဒါမိုက်ကယ်ကီနီကဒါအရင်သွားလှုပ်တာသူ့ကိုနော်မိုက်ကယ်ကီနီကသူ့အရင်ဆုံးသွားပြီးတော့လက်နဲ့ကန်လိုက်တာအဲ့ဒါကနာကူးရဲကဒါသူကပြန်ထလာပြီးတော့ပြန်ပြီးတော့ဒါသူပါရိုက်လိုက်တယ်ပေါ့ဗျာအဲ့အနေထားမှာဒါဒိုင်လူကြီးကအနီးနားရှိတာဆိုတော့ကြည့်ပြီးတော့သူ့ကိုနီကက်ပြလိုက်တယ်ဒါစီနီကိုကစားသမားကနာကူးရဲအတွက်ကတော့ဒါတော်လေးဒါနင်းနာတယ်ပေါ့ဗျာသူ့အတွက်ကဒါတကယ်စိတ်မကောင်းစရာပဲအဲ့ဒါဒါအနီကက်တကယ်ရတော့တယ်ပေါ့ဗျာကျွန်တော်တို့ Manchester United အသင်းကတယောက်ရော့အသင်းကိုဒါအနီကက်တကယ်ရပြီးတော့တယောက်ရော့နေတဲ့အသင်းကိုကိုကပဲတိုက်မလို့နဲ့သူတို့ဒါတိုက်တာတော့ကိုဘက်ကတိုက်တာပဲပေါ့လေသူ့အိမ်မဲ့လဲကျွန်တော်တို့ဒါကိုဘက်ကအဆုံးသက်ပြေကြတဲ့အပိုင်းတွေရဲ့နောက်ပြီးတော့ဒါPickford အင်္ဂလန်ဂိုးသမား Pickford ရဲ့လက်စွမ်းပြကာကွယ်မှုတွေနဲ့ဒါသူတို့အကောင်းဆုံးဒါဒီတကူကိုစစ်သွားနိုင်တယ်ပေါ့ဒါ Everton ကစားသွားတာတော်တော်လေးကောင်းပါတယ် Everton ကစားသွားတာချစ်လေးရှိတယ်10ယောက်ဖြစ်သွားတဲ့အနေထားမှာသူတို့ခံစစ်ကိုအများကြီးဦးစားတွေပေးပြီးတော့ဒါအများကြီးချစ်လေးလှုပ်ပလိုက်တဲ့အနေထားမှာကျွန်တော်တို့ Manchester United အသင်းကဘာမှမလုပ်တတ်မကင်တတ်ဘူးအမှန်တကယ်ဗျာဒါဒီအနေထားမှာကျွန်တော်တို့တကယ် work class ရှိတဲ့ဒါခြေစွမ်းကိုပိုင်ဆိုင်ထားတဲ့ကလပ်အသင်းတစ်ခုဆိုလို့ရှိရင်ဒီနောက်တန်းကိုပိတ်တဲ့အနေထားကိုဒါဖြိုခွင်းနိုင်ရမှာ Manchester United အနေနဲ့ဒါဖြိုခွင်းဖို့လုံးဝမစွမ်းနိုင်ခဲ့ဘူးဒါကြည့်ရတာဒီ Everton နောက်တန်းချစ်လေးနဲ့သူတို့10ယောက်17ယောက်ဆိုတဲ့အနေထားကိုပိတ်ဆို့ထားတာကိုသူတို့ဘလို့မှဒါမဖြိုခွင်းနိုင်ခဲ့ဘူးကိုရဖို့လည်းဒါတော်လေးဒါလှုပ်ခဲ့ကြတယ်ရုန်းခံခဲ့ကြတယ်စူးစမ်းခဲ့ကြတယ်ဒီကြားတဲ့ဒါအင်္ဂလန်ကိုသမားကြီးဒါPickfordကလည်းတော်တော်လေးကောင်းတယ်နော်လက်စွမ်းပြကာကွယ်တော့တယ်သူက6လုံးအပိုင်ဘောလုံး6လုံးကိုသူပိုင်ဘောလုံး6လုံးကိုသူစစ်သွားတာ6လုံးထိသူစစ်သွားတာနော်အဲ့တော့စုစုပေါင်း Manchester United ကဒါကန်တဲ့ဒါတိုတီကန်ချက်က25လုံးလောက်ရှိတယ်အဲ့ထဲမှာ6လုံးကဂိုးပေါက်တက်တယ်အဲ့ဂိုးပေါက်တက်တဲ့6လုံးကဒါ Pickford ကြီးကကာကွယ်သွားတယ် Everton ကကန်ခွင့်ရတာကတိုတီ3ချိန်ကန်ခွင့်ရတယ်အဲ့ထဲမှာတကူဂိုးသွားတယ်ဒါဒူးစဘူရီပေါ့လေဝင်းလေကစားသမားဒူးစဘူရီရဲ့ကန်ချက်ကကောင်းတယ်ပြီးလို့ရှိရင်ဒီကြားထဲမှာကျွန်တော်တို့ဒါလန်နီယူရိုဖြတ်ထုတ်မှုနဲ့ဒါဒီလစ်မတရဒလစ်ရဲ့ဖြတ်ထုတ်ဒါချင်းထုတ်ပုံနဲ့လန်နီယူတို့နှစ်ယောက်ကြားထဲမှာပေါ့ဒီကိုပေးလိုက်ရတဲ့ကိုကဒီသူတို့နှစ်ယောက်ကြားထဲမှာဖြစ်သွားတဲ့အနေထားကဒါအမှန်တကယ်ကလန်နီယူရိုကပနတီပေးရမှာဆိုလို့သူကဒါတိတ်ပြီးတော့မလုတ်ရဲလိုက်ဘူးဒီနေထားမှာဘောလုံးကပြန်ပြီးတော့လွတ်ထွက်လာတယ်အဲ့ဒါကိုဒါရှေ့မှာရှိနေတဲ့မာတီယာဒီလီကမတက်ကြည့်ပါလုံးနေမှမသိဘူးသူကလုံးလဲဝင်လဲမလုံးဘူးကာလဲမကာဘူးเนาะအဲ့လိုမျိုးနေထားမှာဒါမာတီယာဒီလီနဲ့ဒါဒီရှေ့ရပဲသူကန်တော့တယ်ပေါ့ဗျာဒီတလာပပဒါယူစဘူရီကန်ချက်ကတော်တော်လေးကောင်းတယ်ဆန်နီလာမန်အနေနဲ့လဲဒါဘလို့မှလဲဒါနေရာချင်းချောင်းလုပ်ပြီးတော့သူတို့ဒါနေရာမမှန်ပဲနဲ့သူတို့ချင်းချောင်းတွေလုပ်ပြီးတော့ဘောလုံးကဝင်သွားတယ်ပေါ့အဲ့တော့ဒူးစဘူရီရဲ့ကန်ချက်ကောင်းတဲ့ကန်ချက်ဘုံလို့လဲဒါဒီကူကတော်တော်လေးဒါမိုးသွားတာကျွန်တော်တို့ပြောရမယ်ဆိုလို့ရှိရင်တော့ဒါအစအနေပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့နီးပြရူဘင်အမိုရီအနေနဲ့ဒါပုံမှန်သုံးနေတဲ့ဒါဘရိုင်ယန်အမူဘူနဲ့အာမက်တီယာလိုတို့ရဲ့အတွဲကိုမသုံးဘဲနဲ့အာမက်တီယာလိုကိုဟိုဘက်ညာစွန်ကိုထုတ်ပြီးတော့ဒါဘရိုင်ယန်အမူဘူကိုညာစွန်မှာထားနေပြီးလို့ရှိရင်အာမက်တီယာလိုကိုဟိုဘက်ဘေဝင်းကိုပို့ပြီးတော့ပေါ့နော်ဟိုဘက်ကိုပို့ပြီးတော့သူတို့ကဒါအလဲမှာဂျက်ဆွာဆက်စီကိုထားတယ်အဲ့လိုမျိုးကစားလိုက်တာကကျွန်တော်အနေနဲ့တော့အားမရဘူးပေါ့လေအဲ့ဒီကစားကွဲတောင်းလိုက်တဲ့အနေထားကိုကျွန်တော်အနေနဲ့တော့ဒါနည်းနည်းလေးဒါသဘောမကျဖြစ်မိတယ်အဲ့ကြောင့်မို့လို့လဲကျွန်တော်တို့ Manchester United ကစောစောစီးစီးဂိုးရရှိဖို့အခွင့်အရေးတွေလည်းမရှိတော့ဘူးအဓိကကျွန်တော်တို့ Manchester United အသင်းမှာဗျာ Brian Mbeumo နဲ့ Ahmed Diallo တို့ရဲ့အတွဲရ
ဒါတကယ်လုံနိုင်တယ်တကယ်ကိုင်းနိုင်တယ်ဆိုတာအသင်းကြီးတွေကိုလည်းဘယ်လိုတွေဖြိုခွင်းထားတယ်ဆိုတာရှေ့ကပွဲတယ်မှာလည်းအကောင်လုံးပြည်သက်တွေလည်းမြင်တွေ့ပြီးသားပဲဒီအနေထားကိုကျွန်တော်တို့ဒါ Manchester United ရဲ့ Ruben နီးပြ Ruben Amorim ကဒါဘယ်လိုတွေရှင်းပြောင်းနေလှုပ်လိုက်လဲ Joshua Zirkzee ထဲတာကိုတော့မပြောပါဘူးပေါ့လေဒါပေမဲ့သူတို့နှစ်ယောက်ကိုဒါတွဲပတ်မလုပ်ဘဲနဲ့ဟိုဘက်တစ်ယောက်ဒီဘက်တစ်ယောက်ထားပြီးတော့ Brian Mbeumo ကိုမာဇရာဝီနဲ့တွဲခိုင်းလိုက်ပြီးတော့ဟိုဘက်ကအာမတ်တီယာလုံးကိုဒိုဂူနဲ့တွဲတယ်အဲ့လိုမျိုးဖြစ်သွားတဲ့အခါကျတော့ဒါနားလည်မှုတွေလည်းတွဲတယ်နော်ဘရိုနိုဖာနက်ဒက်အနေနဲ့လည်းတော်လေးတနာဖို့ကောင်းတယ်ပင်လည်းပင်ရောစင်စင်ရေးနဲ့ကန်ရတယ်အဲ့တော့ဒီဂိုးတကိုးကိုပြန်ရှေ့ပနိုင်ဖို့ကြိုးစားတာကဘလို့မှမဖြစ်နိုင်ခဲ့ဘူးဟိုဘက်ကအေဗာတန်တင်ကတအားချစ်ချစ်လေးလေးနဲ့သူတို့ဆော့သွားတာသူတို့ကောင်းတယ်သူတို့နေရာယူပုံတွေလည်းတော့ကောင်းတယ် Grealish တယောက်ကပြီးလို့ရှိရင်ဘောလုံးကို carryလုပ်ပြီးတော့နော်သူကပွဲကိုထိန်းချုပ်တယ်ဘောလုံးကို carry လုပ်တယ်ဆိုတာသူရှေ့ဆွေးပြေးသွားတဲ့ပုံစံမျိုးမဟုတ်ဘူးလီဗာပူးနဲ့ပွဲမှာမာတီယာကုညာလုပ်တယ်လို့ပုံစံမျိုးသူကဘောလုံးနဲ့သူလူလွတ်တဲ့နေရာကိုရှင်းထုတ်တယ်ပြီးရင်ရှေ့လည်းပြေးတာလည်းမဟုတ်ဘူးနောက်ပဲပြန်ပေးတယ်အဲ့လိုမျိုးအချိန်ကိုဆွဲတာပေါ့လေအဲ့လိုမျိုးဒါ Grealish လောက်သွားတဲ့ပုံစံနေထားတွေလည်းတော်တော်လေးကောင်းတယ်သူတို့ဒါအချိန်ကို save တာလို့ပြောလို့ရမှာပေါ့လေဒီအနေထားအဲ့တော့ကျွန်တော်တို့ Manchester United အသင်းကဒါဒီပြ Ruben Amorim ကိုအပြစ်ပြောရမလားဒီကစားသမားတွေကိုအပြစ်ပြောရမလားဒီကိစ္စနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျွန်တော်အမြင်ကိုပြောရမယ်ဆိုလို့ရှိရင်တော့ဒီပြ Ruben Amorim ကပထမပိုင်းကတည်းက Brian Mbeumo နဲ့ Amad Diallo တို့ရဲ့အတွဲကိုဖြုတ်လိုက်တဲ့ပုံစံအနေထားကိုဒါကျွန်တော်သဘောမကျဘူးနောက်တစ်ချက်ကကျွန်တော်တို့ဒါမာဇရာဝီကိုသုံးတာကိုမပြောလို့ပါဘူးပေါ့လေကျွန်တော်တို့အဲ့လိုမျိုးအတွဲတွေသုံးတယ်ပြီးလို့ရှိရင်ဟိုဘက်မှာမဲဆန်မောက်ကြီးကဒါရှိနေတဲ့သားနဲ့နာနေတာလည်းမဟုတ်ဘဲနဲ့မဲဆန်မောက်ကိုစောကြီးကလေးကထက်သုံးမယ်ဆိုလို့ရှိရင်အဆင်ပြေမယ်ပေါ့လေမဲဆန်မောက်ကိုစောကြီးကလေးကအဲ့ဘဲတောင်ပံမှာထက်သုံးခဲ့မယ်ဆိုလို့ရှိရင်တော့ဒါဒီအနေထားကဒါတမျိုးတစ်ပုံပြောင်းလဲလာနိုင်တယ်ဒါကတော့ကျွန်တော်အမြင်ပေါ့လေအဲ့တော့ကျွန်တော်တို့ဒါပွဲရတော့တော်တော်လေးစိတ်ပြတ်ဖို့ကောင်းပါတယ်ညာအိပ်ပြတ်ခံပြီးတော့ကြည်ရတဲ့ပရိသတ်တွေအနေနဲ့လည်းတော်တော်လေးဒါစိတ်ပြတ်ဖို့လည်းကောင်းတယ်ဆိုပေမဲ့လည်းကျွန်တော်တို့ Manchester United အသင်းအနေနဲ့ဒါဒီပွဲကိုချုံလိုက်တဲ့အတွက်ကြောင့်ဒါဒီနေထားပါပဲဒါရှေ့ကိုလည်းတိုးမတတ်တော့ဘူးပေါ့လေကျွန်တော်တို့ Ruben Amorim အနေနဲ့ဒီကိစ္စတွေကိုဒါအကောင်းဆုံးပြန်လည်ဖြေရှင်းနိုင်ဖို့ဒါဒီဇင်ဘာလအတွင်းမှာဆိုလို့ရှိရင်ဒီထက်ပိုခက်ခဲတဲ့ပွဲတွေလာတော့မယ်ဒီဟာတွေကိုဘယ်လိုတွေဒါအကောင်းဆုံးပြင်ဆင်လာမလဲဆိုတာကိုတော့ဒါ Manchester United ပြည်သက်တဲ့အတူတူစောင့်ကြည့်ကြမယ်ပေါ့ဗျာဒါကတော့ကျွန်တော်မြင်သလောက်လေးပေါ့ဗျာဒါ Everton ကိုဒါ Z1 နဲ့ရှုံးသွားတဲ့ဒါအင်ကွင်းကန်ခဲ့တဲ့ Everton တင်းနဲ့ကန်ခဲ့တဲ့ပွဲကိုဒါကျွန်တော်အနေနဲ့ review လေးလုပ်ပေးတာပါအားလုံးကိုကျေးဇူးတင်ပါတယ် Manchester United ပြည်သက်များကိုစိတ်နေပြကျမ်းမာချမ်းသာကြပါစေ